မင်းယုံနိုင်မလားချမ်းသာကျွဲသွားတဲ့လူတစ်ယောက်ကတက္ကစီတစ်စီးပေါ်ကိုတက်လာတယ်ဒရိုင်ဘာကလှည့်ကြည့်ပြီးဆရာဘယ်သွားမလဲခင်ဗျာလို့မေးလိုက်တော့အဲ့ဒီလူကအော်ဒီနားနေမှာပဲလို့ပြန်ဖြေလိုက်တာပေါ့သူတို့တွေမောင်မိုက်ပြီးအေးစိမ့်နေတဲ့ညတညမှာကားမောင်းလာရင်လမ်းဘေးမှာကားတားနေတဲ့မျက်မြင်မင်းကလေးတယောက်ကိုတွေးလိုက်ရတယ်ဒီမင်းကလေးကချမ်းလွန်းလို့တုံတုံရင်းရင်းနဲ့တယောက်ထဲရနေတာပါဒရိုင်ဘာကနောက်ခန်းကခီးတဲ့ကိုလဲချင်းပြီးဆရာကျွန်တော်နောက်ထပ်ခီးတဲ့တယောက်လောက်တင်သွားလို့ရမလားခင်ဗျာလို့ခွင့်တောင်းသလိုမေးလိုက်တယ်အဲ့ဒီလူကြီးကလည်းဒီမင်းကလေးကိုတစ်ချက်ကြည့်ပြီးရပါတယ်အဆင်ပြေသလိုထားလို့ပါလို့ခေါင်းကြီးပြလိုက်တယ်ဒရိုင်ဘာကကားရလိုက်ပြီးသမီးကားစီးမလားလို့မေးလိုက်တော့ဒီမင်းကလေးကဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်သမီးစောင့်နေတာတော်တော်ကြာပါပြီဘသူမှကားရမပြေးကြလို့ပါလို့တိုးတိုးလေးပြန်ဖြေရှာတယ်ဒရိုင်ဘာကကားပေါ်ကဆင်းပြီးဒီမင်းကလေးကိုကားပေါ်တက်နိုင်အောင်ဂယူးတစ်ဆိုင်ကူညီပေးတယ်ပြီးတော့တကားကိုလည်းအသားရလေးပြန်ပေးလိုက်ပါတယ်နောက်ဆုံးတော့သူတို့သွားချင်တဲ့နေရာကိုရောက်သွားခဲ့ပါတယ်မင်းကလေးကသမီးဘယ်လောက်ပေးရမလဲဟင်းလို့မေးလိုက်တယ်ဒရိုင်ဘာကပြုံးပြီးတော့ရပါတယ်သမီးမပေးပါနဲ့တော့လို့ပြောပေးမယ်ဒီမင်းကလေးကမရပါဘူးဒါကဦးလေးရဲ့အလုပ်ပဲဟာပြီးတော့ဦးလေးကသမီးကိုကူညီခဲ့တာဆိုတော့ကားခါတော့တကယ်ပေးချင်ပါတယ်လို့ဆိုတင်ပြောနေတာပါနောက်ဆုံးတော့ဒရိုင်ဘာကအဲ့ဒါဆိုလဲ$6ပေးပေါ့လို့ပြောလိုက်ရတယ်မင်းကလေးကပိုက်ဆံတွေကိုလက်ထဲမှာအသားရစမ်းကြည့်ပြီးပိုက်ဆံတွေရဲ့ချင်းစီရဲ့အနားထက်တွေကိုလက်ဖျားလေးနဲ့ဆိုင်ရင်သမီးကို$6ပြည့်အောင်ယူပေးလို့ရမလားဟင်းလို့မေးလိုက်တယ်နောက်ခန်းကထိုင်နေတဲ့လူကြီးကရှေ့ကိုတိုးကြည့်ပြီးဒရိုင်ဘာကဒီမင်းကလေးပေါ်အခွင့်ကောင်းယူပြီးလင်းညာမလားဆိုတာကိုတီတီချာချာစောင့်ကြည့်နေမိတာပါဒါပေမဲ့ဒရိုင်ဘာကအဲ့ဒီလိုမလုပ်ခဲ့ပါဘူးသူကဦးလေး$0တန်တိလွယ်ယူလိုက်တယ်နော်ဒါကသမီးရတာအပြန်အမ်းမှာလို့ပြောပြီးမိတကယ်တမ်းကျတော့သူကဒီမင်းကလေးလက်ထဲကိုနောက်ထပ်$100တန်တိလွယ်ပါအသားလေးထည့်ပေးလိုက်တာပါဒီမင်းကလေးကပြုံးပြီးကျေးဇူးများကြီးတင်ပါတယ်လို့ပြောပြီးကားပေါ်ကစင်ကအမောင်ထဲမှာပျောက်ကွယ်သွားပါတော့တယ်ခဏကြာမှတော့ဒရိုင်ဘာရဲ့ဖုန်းမီလာတယ်မိမကြီးဒီနေ့အိမ်ပြန်နေနောက်ကျမယ်နော်ပို့စရာခီးတဲ့တယောက်ကြံသေးလို့သူကဖုန်းထဲမှာပြောနေတာပါဒါပေမဲ့သူကားဆက်မနှိုးခင်မှာပဲနောက်ခန်းကလူကြီးကကားတကားဖွင့်ပြီးချက်ချင်းဆင်းသွားတယ်ကားခလည်းမပေးသွားသေးပါဘူးဒရိုင်ဘာကလန့်သွားပြီးဆရာခဏလေးကိုကားခက$8ပဲရှိပါသေးတယ်လို့လှမ်းပြောလိုက်တယ်အဲ့ဒီလူကြီးကလှည့်ချီပြီးပြုံးလိုက်တယ်အဲ့ဒါကိုသိမ်းထားလိုက်ပါမင်းဒီမင်းကလေးပေါ်ထားတဲ့စိတ်ထားနဲ့ပြုမှုပုံလေးကြောင့်မင်းဒါကိုရာတင်ပါတယ်လို့ပြောပြီးထွက်သွားပါတော့တယ်ကားနောက်ခန်းထိုင်ကုန်ပေါ်မှာတော့$1000တန်ပိုက်ဆံတရွတ်ကြံခဲ့ပါတော့တယ်